ဇီအောက်မှာတိတ်တဆိတ်ဆောင်းဆိုင်နေပြီးကဘာအင်အားကြီးဆုံးရည်တက်တီကိုတောင်ဒူးထောက်သွားစေနိုင်တဲ့လက်နက်တစ်မျိုးအကြောင်းဒီနေ့ပြောပြခြင်းပါတယ်ဟုတ်ပါတယ်ဒါတွေကတော့ရိုးရှင်းပေမဲ့အလွန်အစွမ်းထက်တဲ့ရည်မျိုးမိုင်းတွေပါပဲ ဟုတ်တယ်ကြားတာမမှားပါဘူးဒေါ်လာထောင်ခန်းလောက်ပဲတိုင်မှုရှိတဲ့လက်နက်တစ်ခုကဒေါ်လာဘီလီယံချီတန်တဲ့စစ်တင်မော်ကြီးတစ်စင်းကိုဘယ်လိုလုပ်ပြီးချီမိုးနိုင်ပါလဲဒီမေခွန်းကလည်းရေမြုပ်မိုင်းတွေရဲ့ကြောက်စရာကောင်းတဲ့ချီရောက်မှုကိုမီးမောင်းထုတ်ပြနေတာပါအင်းအားမတူတဲ့ရေတက်နောက်ခုကြောက်ကတိုက်ပွဲမှာဒီလိုရိုးရှင်းတဲ့လက်နက်တွေကဘလောက်တောင်အစွန်းအဖျက်ပေးနိုင်တယ်လဲဆိုတာကိုဒီနေ့လေ့လာကြည့်ကြပါမယ်ကဲအခြေခံလေးနဲ့ရင်စကြည့်ကြအောင်ရေမြုံမိုင်းဆိုတာပါလေလွယ်လွယ်ပြောရရင်တော့ရေထဲမှာထောင်ထားတဲ့ထောင်ချောက်တစ်ခုပါပဲကုန်းပေါ်ကမိုင်းနေလို့ပဲပေါ့သူကလိုက်မတိုက်ဘူးသူ့ဖြစ်မှကသူ့စီကိုရောက်လာတာကိုငြိမ်ငြိမ်လေးစောင့်နေတာဒါပေမဲ့ဒီလိုရိုးရှင်းတဲ့ပုံစံနောက်ွယ်မှာအုံချမ်းတဲ့ view ဟာမြောက်စားရတယ်ရှိနေပါလေကဲဒီတော့ဒီတိတ်တိတ်လေးနဲ့တည်စေနိုင်တဲ့လက်နက်တီရဲ့အတင်းပိုင်းကိုတစ်ချက်လောက်ချောင်းကြည့်လိုက်ကြရအောင်သူတို့ဘလို့အလုပ်လုပ်တယ်လဲဘလို့ပုံစံတွေများရှိနေမလဲ အတိကအဖြစ်တော့အမျိုးအစားနဲ့မျိုးပဲပြောလွယ်လွယ်ပြောရရင်ပေါ့ပထမတစ်မျိုးကတော့ထိခိုက်ပေါက်ခွဲ mine contact mines လို့ခေါ်တယ်ဒါကရှေ့ရကြဆုံး design မှာတင်မောနဲ့တိုက်ရိုက်တိုင်းခနဲ့ထိမိမှာပေါက်ခွဲတာနောက်တစ်မျိုးကတော့ပိုပြီးချလာတဲ့အာယုံခံ mine influence mines တွေပါသူတို့ကတင်ဘိုးကိုတိုက်ရိုက်ထိစီတာမလို့ပဲအနားရောက်လာတာနဲ့တင်ပေါက်ခွဲနိုင်ပါတယ်ဒီအာယုံခံမိုင်းနေတဲ့တကေကိုကြောက်စရာကောင်းပြီးစိတ်ဝင်စားမှုကောင်းတဲ့အချက်ကသူတို့ရဲ့အာယုံခံစနစ်တွေပါပဲတချို့မိုင်းတွေကတာမနီတင်ဘောကြီးတစ်စင်းဖြတ်သွားတဲ့အခါဖြစ်ပေါ်လာတဲ့တန်လိုက်စကွင်ပြောင်းလဲမှုကိုအာယုံခံတယ်တချို့ကကြတာတင်ဘောအင်ဂျင်နဲ့ပန်ကတန်ကိုနားဆွေနေတာဒါပေမဲ့အရှုပ်ထွေးဆုံးနဲ့အန်ဒီအများဆုံးကတော့တင်ဘောကြီးတစ်စင်းအပေါ်အနီဖြတ်သွားတဲ့အခါဖြစ်လာတဲ့ရေဖြီးအားပြောင်းလဲမှုကိုအာယုံခံတဲ့မိုင်းတွေပဲဒါတွေကိုရှင်းလင်းဖို့ကအင်မတန်ကိုခက်ခဲပါတယ်ရေမျိုးမိုင်းတွေဆိုတာအခုမှပေါ်လာတဲ့ခစ်ပေါ်လက်နက်လို့ထင်နေလားအာမဟုတ်ပါဘူးသူတို့ကရာစုနှစ်တင်နဲ့ချီပြီးစစ်ပွဲတွေရဲ့အရှုံးအနိုင်ကိုပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့တမိုင်းဝင်လက်နက်တွေပါအမေရိကန်ပြည်တွင်းစစ်မှာပထမဆုံးထိရောက်ရောက်တုံးခဲ့ကြတယ်ပထမကမ္ဘာစစ်တုံးကဆိုရင်ဂျာမန်ရေငုတ်တင်ဘောတွေကိုပိတ်ဆို့ဖို့မိုင်းပေါင်း9000ကျော်တုံးပြီးမြောက်ပင်လယ်မှာမိုင်းကွင်းကြီးတစ်ခုလုံးတိစောက်ခဲ့တယ်ပြီးတော့ဒုတိယကမ္ဘာစစ်မှာအမေရိကန်တို့ရဲ့ Operation Starvation ဆိုတဲ့စစ်စင်ရေးကဂျပန်ရဲ့ရေကြောင်းထောက်ပံ့ရေးလိုင်းတွေကိုမိုင်းနေနဲ့လုံးဝကိုဖျက်တောက်လို့နေပါဖြစ်စေခဲ့တယ်။နောက်ဆုံးအနေနဲ့1990တိပင်လယ်ကွေ့စစ်ပွဲမှာတော့ဒီရုပ်ရှင်နဲ့လက်နက်ရဲ့အစွမ်းကိုခိတ္တကဘာကထပ်ပြီးမြဝချင်းထန်တွေ့မြင်ခဲ့ရပဲ။ဒီအချက်ကတကယ်ကိုအရေးကြီးပါတယ်။ပင်လယ်ကွေ့စစ်ပွဲအတွင်းမှာဒေါ်လာဘီလီယံချီတန်နဲ့ American စစ်တမ်းဗိုလ်ကြီးတွေဖြစ်တဲ့ USS Princeton နဲ့ USS Triple E ဟာအီရတ်တခြားထားတဲ့တန်ဖိုးနီမိုင်းအဟောင်းလေးတွေနဲ့ထိမိပြီးအကြီးအကျယ်ပြည့်စည်ခဲ့ရတယ်။ဒါကခေတ်အမီဆုံးနီးပညာတွေတောင်မှရိုးရှင်းတဲ့ချင်းချောက်မှုတွေရှိမှအမြဲတမ်းအသာကြီးမရနိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသက်သေပြခဲ့တာပါပဲ။ဒီခဏကိုတစ်ချက်ကြည့်လိုက်ပါ။ဒီလောက်အဖြစ်ဆွမ်းအားကြီးရဲ့တာမန်ရေမြုပ်မိုင်းတစ်လုံးရဲ့တန်ဖိုးကဒေါ်လာ1000ဝန်းကျင်ပဲရှိပါတယ်။အခုဒါနဲ့နိုင်ရှင်ကြည့်လိုက်ပါ။ခင်မီစစ်တင်ဘောတစ်စင်းရဲ့တန်ဖိုးကဒေါ်လာ2ဘီလီယံလောက်အထိရှိပါတယ်။ဒီလောက်ကြီးမားတဲ့ကွာဟာချက်ကပဲရေမြုပ်မိုင်းကိုအင်အားနေတဲ့နိုင်ငံတွေအတွက်အကောင်းဆုံးဗျူဟာမြောက်လက်နက်တစ်ခုထိစေတာပါ။မိုင်းတစ်လုံးကိုရေထဲချဖို့ကလည်းကောင်းလိမ့်မယ်။ဒါပေမဲ့အဲ့ဒါကိုပြန်ချပြီးရှင်းထုတ်ဖို့ကတော့အိုးလုံးဝကိုမလွယ်ပါဘူး။ဒါကရေအောက်မှာတက်နဲ့ရင်ပြီးကစားရတဲ့ကြောင်နဲ့ကျွတ်ကစားပွဲလိုပဲ။ခင်မီမိုင်းရှာတဲ့ဘောတွေကဘယ်လိုလုပ်လို့လဲဆိုတော့အဆင့်သုံးရှင်ရှိတဲ့ပထမဆုံးအနေနဲ့ပင်လက်ကျမ်းမြင်ကိုဆိုနာနဲ့ scan ဖတ်ပြီးတန်တရားထိစရာပုံစံတွေကိုရှာတယ်။တခုခုတွေ့ပြီဆိုရင်လူမဲ့ရေအောက်ရင် UUV ကိုလွှတ်ပြီးအဲ့ဒါမိုင်းဟုတ်မဟုတ်တေချောင်သွားကြည့်ခိုင်းတယ်။မိုင်းဖြစ်တာတေချာသွားရင်တော့အဲ့ဒီ UUV အပဲမိုင်းနာမှာဖောက်ခွဲပစ္စည်းလေးတစ်ခုထားခဲ့ပြီးအဝဲကနီးဘေးကင်းဖောက်ခွဲဖြစ်စီးပစ်လိုက်ပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာအင်မတန်အချင်းကုန်ပြီးတတိကြီးကြီးထားရတဲ့အလုပ်ပါ။ဒါပေမဲ့ဒီအနေအများတဲ့အလုပ်အတွက်မထင်မှတ်ထားတဲ့မဟာမိတ်တွေလည်းရှိနေတယ်ဗျ။ဟုတ်ပါတယ်။အမေရိကန်ရေတပ်ကလင်းပိုင်တွေနဲ့ပင်လယ်ဖြန်ဒီကိုမိုင်းရှာဖွေဖို့အတွက်အထူးလေ့ကျင့်ပေးထားတဲ့ဘာလို့လဲဆိုတော့လင်းပိုင်ရဲ့တဘာဝအတိုင်းအတန်လိုင်းသုံးပြီးပတ်ဝန်းကျင်ကိုမြင်နိုင်တဲ့စွမ်းရည်လားလူလုံးဆက်တွေထပ်တောင်ရွှင်နွမ်းအောင်မှမြုပ်နေတဲ့မိုင်းတွေကိုရှာဖွေရမှာပိုပြီးတိကျနေလို့ပါပဲတမိုင်းတွေကနေခုလက်ရှိချင်းကိုပြန်လာကြည့်ကြရအောင်ဒီနေ့ခေတ်မှာရေမြုပ်မိုင်းနေတဲ့ချင်းချောက်မှုကဘယ်နေရာမှာအထင်ရှားဆုံးလဲဒီနေရာကတော့ကမ္ဘာစီးပွားရေးအသက်သွေးကြောလို့ပြောလို့ရတဲ့ဟော်မုစ်ရေလက်ကြားပါစဉ်းစားကြည့်ပါကမ္ဘာမော်ကရေနံတင်သင်္ဘောလီစီမှာသက်စင်းကဒီချင်းမြောင်းတဲ့နေရာလေးကိုနေစဉ်ဖျက်သွားနေရတာဒီနေရာကိုသာပိတ်ဆို့လိုက်နိုင်ရင်ကမ္ဘာစီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေမှာသိကြပါတယ်ဒီနေရာမှာပဲအင်အားများသောစစ်စင်ရေးဆိုတဲ့သဘောတရားကရှင်းရှင်းလင်းလင်းပေါ်လာတာပဲ AN လိုနိုင်ငံတစ်နိုင်ငံအတွက်ဒေါ်လာဘီလီယံချီတန်တဲ့ American လီယံတင်သင်္ဘောတွေကိုတိုက်ရိုက်ရင်ဆိုင်ဖို့ဆိုတာမလွယ်ပါဘူး
ဒါပေမဲ့သူတို့မှာတန်ဖိုးနဲ့မိုင်းတွေအမြန်သောတိုက်ခိုက်ရေးဆက်လေတွေနဲ့ကမ်းခြေကနေပြစ်တဲ့ဒုံးကြီးတွေခေါင်တော်များစွာရှိနေရဲ့အင်အားကြီးရဲတဲ့ကိုတန်ဖိုးနဲ့လက်နက်တွေနဲ့ဟန်တာဖို့ကြိုးစားတာဟာအင်အားများတဲ့စစ်စင်ရဲရဲ့နမူနာကောင်းတစ်ခုပါပဲ ကဲဒီရေလက်ကြားထဲမှာဒါမိုင်းတွေတကယ်ချက်လိုက်ပြီဆိုရင်ဘာတွေထင်လာမလဲပထမဆုံးအနေနဲ့ကဘာရေနံစင်းတို့တွေချက်ချင်းကိုကောင်းကင်အထိထိုးတက်သွားမယ်ဒါမဲ့ပိုဆိုးတာကဒီမိုင်းတွေကိုရှင်းလင်းဖို့ရက်သက်တစ်ပတ်တွေလားနေချီပြီးတော့ကြာနိုင်တာပဲအဲ့ဒီအချိန်အတွင်းမှာနေခွေးတဲ့မိုင်းရှင်းတင်ပိုးတွေကိုယ်တိုင်ကတိုက်ခိုက်ခံရဖို့လွယ်ကူတဲ့ပင်မတ်တွေဖြစ်နေပါလိမ့်မယ်အဆုံးစွန်မှာတော့ဒါဟာရေတက်အချင်းချင်းတိုက်တဲ့စစ်ပွဲမဟုတ်တော့ပဲကဘာစီးပွားရေးတစ်ခုလုံးကိုဓာတ်ဆခံလို့ပဲစစ်ပွဲတစ်ခုဖြစ်သွားနိုင်ပါတယ် ဒါကြောင့်နောက်ဆုံးမှာဒီမေကွန်းလေးကိုမေးကြည့်ချင်ပါတယ်ရေမြုံမိုင်းတဲ့ချင်းချောက်မှုတွေရှိနေတဲ့ခေတ်သစ်ရေဒါပတိပခတစ်ခုမှာတကယ်ပင်မကရန်သူရဲ့စစ်တင်ဘော်ဒီတကယ်ပဲဟုတ်ရဲ့လားဒါမှမဟုတ်တကဘာလုံးရဲ့စီးပွားရေးလားဆိုတာစဉ်းစားစရာပါပဲ